စိတ်ခொနှစ်ကြိမ်ဖြစ်တယ်လို့မှတ်ပါပြီးတဲ့စိတ်ကကြိမ်ပါတဲ့စိတ်ခொနှစ်ကြိမ်ဖြစ်တယ်လို့မှတ်ထားရဒါဖြင့်ဒီလိုဘယ်စိတ်ရှိတော့ခொနှစ်ကြိမ်ဖြစ်တယ်လို့ဒီကဘုရားတရားသိတို့ကမှတ်ရမှာဘယ်ခါရှိခொနှစ်ကြိမ်ဖြစ်ပါလဲခொနှစ်ကြိမ်ဖြစ်တယ်ဆိုတာမှတ်တာဒီဉာဏ်သောတစ်ခုတည်းဉာဏ်တစ်ခုတည်းကိုမဂ္ဂင်7ပါးကိုကဓမ္မတို့မဂ္ဂင်5ပါးနဲ့ဖြစ်တယ်ဒီထဲမှာမဂ္ဂင်5ပါးနဲ့ကြည့်ဒါရမဂ္ဂင်5ပါးနဲ့ဘယ်နှကြိမ်မှလဲရတော့ဘယ်နှကြိမ်ဖြစ်တယ်လို့မှတ်ကြတော့မဂ္ဂင်5ပါးနဲ့ရှိတယ်9ခါဖြစ်တယ်လို့မှတ်ရသဘောကျဘာလို့ဒါဖြင့်ဒီဥပဒနာရှိတဲ့အခါကျတော့ဥပဒနာမဲ့သောဟာ9ခါတောင်ဖြစ်ပါလားလို့ကိုယ်စိတ်ကမှတ်ထားကြတခါရှိရင်ဘယ်နှခါဖြစ်တယ်ဖြစ်တဲ့ကလေးကိုမြင်တယ်လို့ဆိုလို့ရှိရင်9ခါဖြစ်အဲ့တော့9ခါဖြစ်တာကိုဓမ္မတွေကသိထားတော့တို့တခါအဖြစ်တဲ့ကလေးတခါရှိလိုက်ရင်သောကံကျင်တောင်ဖြစ်တယ်ဆိုတဲ့ဥစ္စာကိုဓမ္မတွေကမှတ်ထားရမယ်။ဒါမျိုးတော့သောကံကျင်ဖြစ်တော့ဒီလို9ခါသိတာပေါ့ဗျာဖြစ်တဲ့9ခါသိတာပေါ့လို့ဆိုတာဓမ္မတွေမှတ်ထား။အဲ့ဒါကြီးလာဘုရားတရားသိတော့ပါအကျိုးလေးကိုရှင်းပြအကျိုးလေးရှင်းပြအောင်မယ်တဲ့ဓမ္မတော်ကိုနောက်ရှင်းမှာပါပါလိမ့်အကျိုးလေးရှင်းပြအောင်မယ်ဆိုတာမှတ်ပါပရမဂုစိတ်ကလေးဒီထဲမှာလည်းမဲ့ခင်5ပါးပါတာစေနာလည်းပါတာပဲမဲ့ခင်5ပါးလည်းပါတဲ့စေနာတွေလည်းပါတယ်ဒီထဲမှာပါတဲ့စေနာကဒီဘဝအကျိုးပေးရမယ်လို့မှတ်ပါဘာကြဒီဘဝအကျိုးပေးရမယ်လို့တရားဓမ္မတွေမှတ်ထားကြမှာဒီဘဝဘယ်ချိန်ကစကျိုးပေးမှာတော့လို့မဲလို့ရှင်းတယ်အခုချိန်ကစပြီး9ရက်အတွင်းဘယ်မဟုတ်ရင်9လအတွင်းဘယ်မဟုတ်ရင်9ရက်အတွင်းဒီဆင်းပါတဲ့မဂ္ဂင်ကကျိုးပေးမဂ္ဂင်ဆိုတော့ကြောင့်ကောင်းကျိုးကပေးလိမ့်မယ်လို့ဓမ္မတွေကမှတ်တယ်ဒါဖြင့်ဒီလောက်ဒီလည်းလည်းမြန်မြန်ကျိုးပေးတယ်လို့ပြောတယ်။ကျင်းရဒါဖြင့်ဒိဋ္ဌာရမကျိုးပေးတာပထမဇောပဲ။ဥပဒနာရှိတဲ့ပထမဇောကဘယ်ချိန်ကျိုးပေးပါလဲ။ဒိဋ္ဌာရမကျိုးပေးတယ်လို့ဒကာရမတွေကမှတ်ထားဒိဋ္ဌာရမဆိုတာဘယ်လိုပါလဲလို့ဆိုတော့ယခုရှိတဲ့ချိန်ကစပြီး9ရက်အတွင်းဒီကျုံပေးတဲ့9လအတွင်းအာဒီ9လမှာကျုံပေးတဲ့အဲ့ဒါသူ့သွင်းရတတ်တယ်ပရမဇောရပါရမဂ္ဂင်ကျိုးပေးပုံကိုတန်းတက်လိုက်တဲ့ရဲ့သဘောကျဒါကြောင့်ဓမ္မတွေရစ်တဲ့ရှုပါဆိုတဲ့ဥစ္စာဒီပရမဇောများပေါ်လို့ခိုင်းတယ်ဒီပရမဇောများပေါ်လို့ခိုင်းနေတယ်လို့သိတာဘူးမှတ်ရတယ်ဒါဖြင့်ဒီပရမဇောကိုဆရာဘုန်းကြီးကဘယ်နဲ့ကြောင့်ပေါ်စီကြံပါလိမ့်မလဲလို့ပြောတာဒီပရမဇောကဝိပဿနာပရမဇောလည်းဖြစ်ကုသိုလ်ကကုသိုလ်ရဲ့မှာလဲမြတ်ဆုံးပရမဇောလည်းဖြစ်ဒါနကုသိုလ်တဲ့လည်းဒါနကုသိုလ်ပရမဇောတဲ့လည်းသူကမြတ်သီလကုသိုလ်ပရမဇောတဲ့ကောသမထပရမဇောတဲ့ကောဒါနဲ့ဒါပြန်ဝိပဿနာပရမဇောကညတ်တယ်လို့ဆိုတာသိတော့အကျိုးပဲဥပဒါဆုံးကိုဘောပါကြဒါနဲ့ဥပဒနာကျက်ရှိကြဆိုတော့ဒီတော့ဟာရင်မှုပေါ်တယ်ဆိုဒီပြရင်လုံးမြင်တဲ့ဇောပဲဘာကြဒီပြရင်လုံးမြင်ရင်အမြင်ဆုံးမြင်တဲ့ဇောဖြစ်လို့ဇောကြောင့်ရာရမတို့သူစုပ်ပြီးမှဒုတိယဇောကမြင်တာရှင်းမလားဒုတိယဇောစုပ်ပြီးမှဖြစ်ပြကိုတတိယဇောစုပ်ပြီးမှသဘောကျ
ချုပ်ပြီးမှယသမရာဇောချုပ်ပြီးတော့မှပထမဇောကဖြစ်ပြန်ပထမဇောချုပ်ပြီးမှပထမဇောကမြင်တယ်ဆိုတော့စိတ်မှာဥပဒနာရှိတဲ့ဒီဆုံးဘာကြ